လုံးဝလစ်လျူမရှိတဲ့ကျမ်းမာရေးတတိပေးချက်များအပိုင်းနဲ့ခန္ဓာကိုယ်တစ်ချမ်းရုတ်တရက်အားနေသွားခြင်းဒီလိုအခြေအနေမျိုးတစ်ချက်လောက်မြင်အောင်ကြည့်ပါမနဲ့လို့လာတဲ့အချိန်မှာတော့အရာအလုံးပုံမှန်ပါပဲရေချိုးကန်းတွေကိုလမ်းလျှောက်သွားပြီးတပုတ်တံကိုကောက်ကင်လိုက်တယ်ဒါပေမဲ့တခုခုထူးဆန်းနေတယ်လို့ပဲလက်ထဲမှာအားမရှိတယ်လို့ခံစားရတယ်တပုတ်တံကိုကြည့်ပါအောင်စုပ်ကန်မှုစူးစမ်းပေမဲ့လက်ထဲကနေရှော့ကျသွားတယ်မှန်တယ်ကိုကြည့်လိုက်တဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့အပြောင်းလဲတစ်ခုသတိထားမိလိုက်တယ်တင်းရဲ့မျက်နှာတစ်ချမ်းပုံမှန်မဟုတ်တော့ဘူးပါးစပ်ကလည်းနဲ့ရွေ့ဆောင်တယ်လို့ဖြစ်နေတယ်ပြုံးကြည့်ဖို့စူးစမ်းပေမဲ့မျက်နှာတစ်ချမ်းကပဲလှုပ်ရှားလို့ရတော့တယ်စကားပြောဖို့စူးစမ်းပြန်တော့လေစကလုံးတွေကတုံဆိုင်နေပြီးလေးကန်နေတယ်ဘာပြောနေမှတေချာမသေးခွဲတော့ဒီလိုမျိုးကြုံလာရတဲ့အခါတချို့လူတွေကအေးမွားလို့ဖြစ်တာနေမှာပါခဏနေပြန်ကောင်းသွားမှာပါဆိုပြီးတွေးတတ်ကြပါတယ်ဒါပေမဲ့တစ်ခါတလေမှာတော့ဒါခန္ဓာကိုယ်ကပေးနေတဲ့အလွန်အန္တရာယ်ကြီးတဲ့တတိပေးချက်တစ်ခုဖြစ်နေတတ်ပါတယ်ဒါဟာလေဖြတ်ခြင်း stroke ရဲ့လက္ခဏာတစ်ခုဖြစ်နိုင်လို့ပါလေဖြတ်တယ်ဆိုတာအုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုစီကိုသွေးစီးဆင်းမှုရုတ်တရက်ရပ်တန့်သွားတာကိုဆိုလိုတာပါအုံနောက်ဟာစက္ကန့်တိုင်းမှာအောက်ဆီဂျင်ကိုလိုအပ်ပါတယ်အောက်ဆီဂျင်မရတော့ဆိုရင်အုံနောက် cells တွေကအချိန်တိုအတွင်းမှာပဲစတင်တည်ဆုံးသွားပါတယ်တကယ်တော့လေဖြတ်နေတဲ့အချိန်တိုအတွင်းမှာလေတမိနစ်ကိုအုံနောက် cell ပေါင်း2တန်းနီးပါးလောက်တည်ဆုံးနိုင်တယ်လို့ဆရာဝန်တွေကခန့်မှန်းထားကြပါတယ်ဒါကြောင့်မလို့အချိန်ကအလွန်ရေးကြီးပါတယ်ကုသမှုကိုမြန်မြန်ဆန်ဆန်စတင်နိုင်လေအုံနောက် cells တွေကိုပို့ပြီးကဲတင်နိုင်လေပါပဲဒါပေမဲ့စိုးရိမ်စရာကောင်းတာတစ်ခုကလူတော်တော်များများဟာအစောပိုင်းလက္ခဏာတွေသတိမထားမိပဲလစ်လျူရှုတတ်ကြပါတယ်ဒါမှမဟုတ်အချိန်ကြီးကြာကြီးစောင့်နေတတ်ကြပါတယ်အားနေတာခဏနေပျောက်သွားမှာပါလို့ထင်တတ်ကြပါတယ်ဒါပေမဲ့လေဖြတ်တဲ့လက္ခဏာတွေကရုတ်တရက်ကြီးပေါ်လာတာမျိုးပါခုနကတည်းကစကားတွေကောင်းကောင်းပြောနေရင်ကနေရုတ်တရက်စကားမပြီးတာတော့တာမျိုးလက်ကိုရုတ်တရက်မလိုက်လို့မရတော့တာမျိုးတွေဖြစ်တတ်ပါတယ်လေဖြတ်တဲ့လက္ခဏာတွေကိုဆရာဝန်တွေအလွယ်တကူမှတ်သားထားတဲ့နည်းလမ်းတစ်ခုကတော့ FAST ဆိုတဲ့စီမင်းပဲဖြစ်ပါတယ်ဒါလူတော်များများကြားဖို့ကြမှာပါတိပိသားဆိုရင်လည်းပိုပြီးမှတ်မိသွားအောင်ထပ်ကြည့်လိုက်ပါF face မျက်နှာရွယ်ခြင်းအဲ့ဒီလူပြုံးကိုင်းကြည့်ပါမျက်နှာတစ်ချမ်းအတွဲကျနေတယ်အပြုံးကတက်ဝက်ပဲရှိတယ်ဆိုရင်ဒါသတိပေးချက်ပါပဲ A arm လက်အားနေခြင်းလက်နှစ်ဖက်လုံးကိုမြောက်ခိုင်းကြည့်ပါလက်တစ်ဖက်ကအောက်ကိုပြန်ကျသွားတာမျိုးဒါမှမဟုတ်အားမရှိသလိုဖြစ်နေတယ်ဆိုရင်ခုမှရွေ့နေပါပြီspeech စကားပြောရခက်ခြင်းစကားပြောတာဘလုံးထွေးဖြစ်နေမယ်လေးနေမယ်ဒါမှမဟုတ်ဘာပြောမှနားမလည်နိုင်အောင်ဖြစ်နေမယ်ဆိုရင်ဒါကလည်းအန္တရာယ်ရှိပါတယ် T time အချိန်မီလှုပ်ရှားဖို့ပါဒီလက္ခဏာတွေတခုခုတွေ့လိုက်တာနဲ့စိတ်ုံစေးကောင်ချက်ချင်းသွားပါမဆောက်ပါနဲ့မအိပ်လိုက်ပါနဲ့လက်လူလည်းမရှိပါနဲ့ဘာဖြစ်လို့လဲဆိုတော့လေဖြတ်တာကိုအချိန်မီကုသနိုင်မှသာအထီးရောက်ဆုံးဖြစ်နိုင်မှာမို့လို့ပါတချို့အချိန်တွေမှာလေဖြတ်ပြီးပထမနိုင်နေငယ်အတွင်းမှာတွေးခဲပျော်စေးတွေပေးနိုင်မယ်ဆိုရင်အုံနောက်စီကိုသွေးပြန်စီအောင်လုပ်ပေးလို့ရပါတယ်ဒါပေမဲ့ကုသဖို့နောက်ကျသွားမယ်ဆိုရင်တော့ထိခိုက်မှုတွေတစ်သက်လုံးအမြဲတမ်းဖြစ်သွားနိုင်ပါတယ်လေဖြတ်ခြင်းကြောင့်တစ်သက်လုံးမတန်မဆွမ်းလည်းဖြစ်သွားနိုင်ပါတယ်တချို့လူတွေလမ်းမလျှောက်နိုင်တော့တာစကားမပြောနိုင်တော့တာဒါမှမဟုတ်ခန္ဓာကိုယ်တစ်ချမ်းကိုပြန်ပြီးမလှုပ်ရှားနိုင်မျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့သတင်းကောင်းတစ်ခုတော့ရှိပါတယ်လေဖြတ်တာကိုကြိုတင်ကာကွယ်လို့ရပါတယ်သွေးတိုးနဲ့စီးချိုယောဂတွေဟာလေဖြတ်ဖို့အခွင့်အလမ်းအများဆုံးဖြစ်စေတဲ့အချက်တွေပါဒီယောဂနှမျိုးကောင်းကောင်းထိန်းချုပ်ထားနိုင်မယ်ဆိုရင်လေဖြတ်နိုင်ကိုအများကြီးရှော့ချနိုင်ပါတယ်နောက်တစ်သတိထားမယ့်ချက်တွေကတော့ဆေးလေးတောက်ခြင်းအရက်လွန်ကျွံတောက်ခြင်းသွေးရင်းစီးတက်များခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ပဲဖြစ်ပါတယ်ကျန်းမာရေးနေထိုင်မှုပုံစံကတင့်ရဲ့အုံနောက်ကိုကာကွယ်ပေးနိုင်ပါတယ်အရေးကြီးဆုံးကတော့ရုတ်တရက်အားနေသွားတော့ဘယ်တော့မှလစ်လို့မရှိပါနဲ့ရုတ်တရက်ထုံကျင်သွားတော့လည်းလစ်လို့မရှိပါနဲ့အထူးသဖြင့်ခန္ဓာကိုယ်တစ်ချမ်းထဲမှာဖြစ်တာမျိုးကိုပြောတာပါဒါဟာကိုယ်ခန္ဓာကိုယ်ကပေးနေတဲ့အရေးပေါ်အချက်ပြတ်တမ်းဖြစ်နိုင်ပါတယ်အုံနောက်ကအကူအညီတောင်းနေတဲ့အခါစက္ကန့်တိုင်းကအရန်တန်မှုရှိပါတယ်